ငါသားမင်းအဖေကို ကပြတ်ပတ်သားပိုက်တာ မင်းကတော့မြေမြူတော့မှာပဲ ဘာလို့မျိုးအောင်ခရင်မောင်တက်နေတာကြီး ငါသားလာဟိုစက်သားဟင်းမစားကြဘူးလေငါသားတို့ချိုက်တယ်လေဟိုအမေဝတ်သားဟင်းချက် ဝဒါကြီးကဤရတတကြောင်း ငါသားလည်းမင်းကြီးများလိုက်တာကွာမင်းရေးမချိုးလား လေးရရှိပြီဖေး အဲမိမနဲ့သူတို့ကအသားငါးတွေမစားဘူးအေး အဲ့ဆိုငါသားစက်သားမစားဟိုကြက်ဥစား ကျောက်ဦးရအမြင့်ကြီးကဤလို့ချခြင်းဘူး ဩ ဘာတော့မယ်နဲ့အိမ်မနေချမောရတောင်နတ်မအောင်မစားတဲ့ဆောက်ခွက်ကဘာကြီးများတယ်လဲ ဘုန်းကြီးကျောင်းသွားတာငါဟင်းမြိုင်းချာ ကဲဟုတ်ပါပြီငါသားမင်းကြက်ဦးမကြက်ဘူးလား ကျောက် ကြက်ဦးမကြက်မင်းဟိုဥစားမှာ ဘဲဦးတို့ ဒီ2025မှာပေါ်တဲ့လူဥ မိခင်ပြီမိဖုတ်ပြီ ဥဖုတ်ကြီး မိဖို့လိုက်ရင်တော့ညှောချိုးနေနန်းကုန် ငါသားမင်းတို့လည်းကြီးရများလိုက်တော့ကွာဘိုင်းနဲ့ဆောင်မပြော တတဟွာချားကျင်တာ စိတ်မရှိတော့ တတကလေသမင်းပူလေးကိုရှင်းလေးရှားလေးနဲ့ရှမ်းပြီးတော့လေမိတ်ချက်ဖုံးနဲ့ရှားကျင်တာ ငါသားဘာစားကြင်တာအဖေနဲ့မကြားလိုက်လို့ဗါတဲ့ဘာ သမင်းပူလေးကိုရှင်းလေးရှားလေးနဲ့ရှမ်းပြီးတော့အဲ့ဒါမိတ်ချက်ဖုံးနဲ့ရှားကျင်တာ ငါသားလားအဲ့ဒါအဖေရှင်းပြလားအဖေရှင်းပြအဲ့ငါသားစားကြင်တဲ့အမိတ်ကြောက်ဖို့ကလေအဲ့ဒါငါသားစားမယ်ဟာပေါ့အဖေညာတဲ့ရင်နှွေးကြီးတဲ့ဟာအဲ့ဒါအဖေဟာ အဖေအရာကြီးဝါနိုင်နေပေါ့တော်တော်မမှန်တော့ဖေဖေ ဟွာထားလိုက်ပါလို့သမင်းဘူးလေးကိုမချက်ဖို့မရှိရင်လေဟိုကလူလဲအောင်ဟာရှာရဲ့ချွတ်ချွတ်ရှုကျင်တယ် ထူထပ်လိုက်မယ်ဒီနေ့စနေတနေ့ကလေးချိုချိုပိတ်တယ် တားလေး ဒါလေးဒါလိုက်တာပိတ်တာပါအဖေကြတော့ဖွင့်ပါလေ တားလေးငယ်ကောင်အမေစီကထားလိုက်အဖေစီမှာနှုတ်ဘူးရှိတယ်တောက်မလား